တိတာရေမတိတာမျက်နှာလေးကအခုတလုံးမှာချီချီပြောင်လေးနဲ့အရန်ကိုကြည့်လို့ကောင်းလာတယ်ဘာလေးလူလဲလို့မေးတဲ့မတိတာရဲ့ချစ်ကကလေးတွေကိုမတိတာလူတာလေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်မတိတာကတော့မျက်စိနှလုံးဖွင့်ပြီးမိုးလင်းပြီးဆိုလို့ရှိရင်ဒီအိတ်စီကထွက်တဲ့ဒီတလဲဒီမျက်နှာတစ်ဆက်ပြက်လေးနဲ့အရင်ဆုံးမျက်နှာလေးကိုတစ်ပါတယ်ရှင်တစ်ပြီးသွားလို့ရှိရင်ဒီ simple စိတ်ကလေးနဲ့တိုနာလေးနဲ့မတိတာမျက်နှာလေးကိုဂျီးတွေပါတယ်တခြားလေးချွတ်ပေးလိုက်ပါတယ်ရှင်ချွတ်ပြီးသွားပြီးဆိုလို့ရှိရင်မတိတာကဒီ PSC ကနေထွက်ထားတဲ့ဒီစီရန်လေးကိုမတိတာကစီရန်လေးကိုမတိတာကတခြားလေးလူပေးပါတယ်ဟင်စီရန်လေးနဲ့တခြားလေးပြန်လာလို့အဲ့လိုစီရန်လေးလူပြီးဆိုလို့ရှိရင်မျက်နှာလေးကတွေ့လားချီချီပြောင်လေးနဲ့အရန်ကိုမှအေးလေးနဲ့နေလို့ကောင်းပါတယ်ရှင်အဲ့ဒါပြီးလို့ရှိရင်မတိတာဒီ sun cream လေးဒီဖျားရီသစိမ့်နဲ့ sun cream လေးကိုမတိတာလူပါတယ်ရှင်သူ့မှာဆိုလို့ရှိရင် make up သားမကြိုက်တဲ့လူတွေဆိုလို့ရှိရင်လည်းလူလို့ရဘာလို့လဲဆိုတော့ तू က sun cream သားလေးက65%ပါပြီးတော့ make up သား9%ပဲပါပါတယ်ရှင်ဒါလေးလူလိုက်ပြီဆိုရင်မျက်နှာလေးကဒါလေးလူလိုက်ပြီဆိုရင်မျက်နှာလေးကကြည်ကြည်ပြောင်လေးနဲ့ဒါလေးလူလိုက်ပြီဆိုရင်မျက်နှာလေးကကြည်ကြည်ပြောင်လေးနဲ့အရန်ကိုမှနေလို့ကောင်းပါတယ်ရှင်ပို့ပြီးတော့လေမျက်နှာလေးကကြည်ကြည်ပြောင်လေးနဲ့လှသွားပါတယ်ရှင်ကျမကတော့တိတ်ပြီးတော့မိမသွားမခံပါဘူးရှင်မမြန်ပဲလူပါတယ်ရှင်ကြည်မျက်နှာလေးကသလားကြည်ကြည်ပြောင်လေးနဲ့အရန်ကိုမှမိတ်ကပ်သားမကြိုက်တဲ့လူတွေဆိုလို့ရှိရင်တအားကိုမှအဆင်ပြေပါတယ်ရှင်မိတ်ကပ်မလူးချင်တဲ့လူတွေဆိုလို့ရှိရင်တအားကိုမှအဆင်ပြေပါတယ်ရှင်ဒါဆိုရင်မတိတာနေ့တိုင်းလူးနေတဲ့ပုံစံလေးပါရှင်ဒါလေးလူးပြီးဆိုရင်မတိတာဘာမှလုပ်စရာမလိုတော့ပါဘူးရှင်ဒီဝဝနှခမ်းနီလေးဒီဝဝနှခမ်းနီလေးမတိတာဆိုးပါတယ်ရှင်ဒီဝဝနှခမ်းနီလေးမတိတာကဒီကောင်ဟဲ့ဝဝနှခမ်းနီလေးနဲ့ပဲမျက်လုံးလေးတွေဒါကတော့မတိတာရဲ့ပြင်ဆင်မှုလေးကတော့ပြီးပါပြီရှင်အခုပြသွားတဲ့ပစ္စည်းတွေအားလုံးကမတိတာစီမှာလည်းမှာယူလို့ရပါတယ်ရှင်အခုပြသွားတဲ့ပစ္စည်းလေးတွေအားလုံးမတိတာစီမှာမှာယူလို့ရပါတယ်မတိတာလိမ့်တဲ့ပစ္စည်းတွေအားလုံးမတိတာစီမှာမှာယူလို့ရပါတယ်ရှင်အားလုံး thank you ပါ